အန်ကယ်ရှိလား ဒါဒီခဏပဲပြင်သွားတာလေပြီးမှပြန်လာကြလိုက်နော် ဒီပါဦးမင်းကိုတင်းနေစီမင်းကိုအနမ်းနဲ့တမှုပြီးရောမယ် ဟာ တော့ပါမင်းကိုစားတွေ့နေတာကျွေးနေတာပေါ့ပါပဲပါတကယ်ချင်းတရားကိုနိုင်နေတစ်ချက်ပေးအောင်မယ်စက္ကန့်ပိုင်းနဲ့သိနေစေရခုနလေးပြလိုက် ရှော့ဒီမှာစကန်ကဲရှင်တော့ မင်းသိလေးစထပ်ပေးမယ်ကိုချစ်သူတရားတော့နိုင် ရှင်ပြောတော့တငယ်ချင်းတယောက်လို့ဆို တကယ်ချင်းတော့ဘင်းစက်ဘင်းလေးစက်ချစ်သူတရားနမ်းပေးရောစက္ကန့်ပိုင်းနဲ့သိလေးစထပ်ရပါတော့ပါ ရှင်မင်းလုံးမတော့ဖြစ်မယ်နော် ခုလေးပြလိုက် ရှော့ဒီမှာစကန် ဝင်လိုက် ကဲရှင်မြတ်တော့ ဒီပါဦးဒီတရားလေးစထပ်ပေးမယ် 140ရှင်းလာလေကိုလိုကန့်လိုက်နေရှင်ရိုးရိုးရလား ကိုစီမှာရှိတဲ့ပတ်စံအကုန်လုံးထည့်ပေးလိုက်တော့ပါမင်းရဲ့တပတ်အောင်မရှိရဲ့မင်းအလှတရားလေးပြပေးအောင်မယ် ရှင်ရိုးနေရလား တကယ်ပြောတာတိတ်140ပါစက္ကန့်ပဲပြတော့ပါဒါဘင်းကိုတကယ်ထွက်သွားတော့မှာကွာဂတိပေးလို့လေ ကဲလွတ်5 4 3 2 1ကဲရှင်မြတ်တော့ ပြောတယ်ဒီ အေးတမီးခဏနေစီရလာလိုက်မယ်ဖေတူစီကတိန်း200ရရရှိတယ်အဲ့တိန်း200တမီးဘာနေနေအကြောင်းကနေလက်ခံထားပြီ ရှင်